တီးကြည့်မယ်ကျွန်တော်နှစ်ပေလုံးပေါက်သွားအောင်အခုကြံတာကျတော့ number 1 bit ရဲ့ကျွန်တော် number 6 bit ရဲ့ကြံနေဒီမှာ full star ဖြစ်ဖို့ပါဗောနော်ကိုပေါ်မှာလည်းစက်ခွန်ကဒီကလန်ထဲမှာမပါဘူးဆိုတော့16နဲ့ပဲ try ကြည့်ရမှာနော်16နဲ့နှစ်ပေလုံးလေးတစ်ခါတည်းပေါက်သွားမယ်ဆိုရင်တော့ကောင်းပါတယ်ဗျ Inferno single လေးတွေကိုတတိထားရမယ်တိတ်ပါလို့ဒီရှာလေးကြည့်ပြီးသွားမယ်နော်နည်းနည်းတော့စဉ်းစားမယ်ဗျာဒီကောက်ကိုကျွန်တော်ဘလို့ပုံစံလေးနဲ့ဝင်ကောင်းမယ်ဆိုတော့တစ်ချက်ရှိုးရဝိုင်းရချန်ပီယံ attacking မျိုးနဲ့သွားမှာဆိုတော့ဝိုင်းရချန်ပီယံလေးကိုကျွန်တော်ရှင်းမယ်ဆိုရင်ဒီထိရှင်းလို့ရမလားဒီကောင်တွေရမယ်ဒီကောင်တွေရှင်းလို့ရမယ်ဒါတွေအကုန်လုံးမရတော့ဘူးပဲသိလားဝိုင်းရချန်ပီယံရမယ်ဆိုရင်ဒီထိလောက်ပဲရမှာတင်တယ်ကဲလို့ကန်ကောင်းထောက်မှပြီးတော့တောင်းဟုတ်ကိုဘက်ကိုပါနည်းနည်းလေးဝင်လာမယ်ဆိုရင်တော့3 star ပေါက်ဖို့အသေးချသွားပြီဗျစက်ကွန်ဆိုတော့ရင်မခုတ်ပါဘူးဆက်ရှောင်းနေဆိုတော့နည်းနည်းလေးစဉ်းစားမှရမယ်သိလားအဲ့လိုမျိုးနဲ့တောင်းဟုတ်ပါရမှာမိုက်မှာဗျသိလားနော်ပြီးသွားလို့ရှိရင်တော့ဒီ channel ဘက်ကနေကိုတော့ AACC လေးဒါ giant arrow ပြစ်ချပြီးတော့မှဒီတန်းအောင်ပေါ့နော် giant arrow ပြစ်ချပြီးတော့ queen လေးကိုခဏစောက်မယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဝင်လို့ရပြီဒီမှာ root writer တွေတန်းစီပြီးဒီဘက်ကနေဝင်သွားပြီးတော့ easy လေးဒီဘက်တစ်ချောင်းကိုဒီလိုမျိုးလေးရှောက်လာလို့ရပြီဒါမျိုးလေးသွားလို့ရတယ်အဲ့လိုအကွေးပုံစံလေးဒီကနေဖြည်းဖြည်းချင်းလေးရှောက်ပြီးတော့သွားမယ်ပေါ့နော်ဒီလိုမျိုးလေးဒါတိုးလို့ရတယ်နေထားဖြစ်သွားပြီအဲ့ဆိုပွဲရပြတ်သွားပြီအဲ့ပုံစံလေးရှောက်ဝိုင်းရန်ချန်ပီယံလေးတာတခုခုကြောင့်လွဲလျှော့သွားခဲ့မယ်ဆိုရင်တော့လစ်ပြီပေါ့နော်ဒီ season ကပြတ်သွားပြီကဲတော့ကျွန်တော် level 6ကလေးပေါ့နော်ဒီကောင်လေးကိုတောင်းဟုတ် level 16နဲ့ try ကြည့်မှာဖြစ်ပါတယ် let's go ပါ level 6ကလေးကိုတိုင်းပဲ attacking ကကျတော့ဝိုင်းရန်ချန်ပီယံလေးနဲ့အန်ချိတ်ပြီးတော့ root writer လေးနဲ့တီးရမယ် attacking လေးဖြစ်ပါတယ် let's go brother တော့ဆွဲပြီကဲဒီ passion လေးကနေဝင်မယ်နော်အရင်ဆုံးကိုဘောဒီကောင်ကို super power လေးနဲ့ဖြတ်လိုက်Okay. ဒီကကျွန်တော်တို့ရောအောင်လေး site ရှင်းမယ်။ဝိုင်းချန်ပီယံကိုဘောတခြားနေရာကိုရောက်မှာဆိုလို့ပါ။တော့ဝင်လို့ရပြီနော်။ဝိုင်းချန်ပီယံလေးဝင်မှာပျောက်ကြီးကင်ထားပေးမယ်။ Okay. ဟောဒီကောင်လုံးဝပျောက်ကြီးမပေးသေးဘူးခဏလေးဥထားအောင်မယ်ဗျ။ Okay. Okay. လာပြီကောင်းလေးလာနေပြီဆိုတော့နောက် rage station ကောင်းမလား Oh no fuck တောင်းဟုတ်စီကွက်တီဝင်လာတာငါပေါ့ရာနှမျောလိုက်တာသိမ်းပေါင်းလို့ shit ပဲတောင်းဟုတ်စီကို share ကြီးသွားနေတာလေကွာကိုဘောဒီကောင်ကိုဒီလိုပုံစံမျိုးပြစ်မှတ်ရမယ်ဗျသိလားဒါမျိုးပြစ်မှတ်ပဲရမယ်ဟိုဘက်ထိကိုဘောတော့လမ်းပြီးတော့မှန်းလို့မရအောင်အဲ့တော့ခဏစောက်မယ်နော်โอเคပြီးတော့ဒီမှာစီးပွားတွေရှာမယ်တောင်းဟုတ်နဲ့တော့ကျွန်တော်တို့ထိုးပွဲတွေဖြစ်ရအောင် root writer လေးထည့်မယ် mini warden ပြီးတော့ warden ground ထည့်မယ် wicket ထည့်မယ် ice cool line ကြီးလာဒီနောက်မှာတော့ sign ရတီးသလိုအန်ချိန်ပြီးတော့အမြန်ရှာပေးရမယ် truth တွေ okay ဟုတ်ပြီကင်းလေးတစ်ဖက်ပြန်ဝင်သွားတာကျေးဇူးတင်ရမယ်တောင်းကိုဘောလူက overgrowth နဲ့ရှုပ်ထားရင်ကောင်းမလားအဲ့လိုလည်းမဖြစ်သေးဘူးပေါ့ဗျာနော်နောက်တစ်ကောင်ထည့်မယ်တောင်းကိုပါတစ်ခါတည်းယူသွားလိုက်ပါမယ်အဲ့ကောင်နောက်တစ်ကောင်ထပ်ထည့်မယ်ကျွန်တော် water ability နဲ့ဝင်မယ်နော် okay water ability 1 2 go ပြီးတော့ rate ရှာမယ်ပြောင်းမနေ့ကဆိုတောင်းဟိုးလေးကိုစောနာဝိုင်းချန်ပီယံနဲ့တစ်ခါတည်းရသွားရင်ပို့တော့မိုက်တယ်ဗျ okay good ကျွန်တော်ဒီဘက်က super minion လေးကိုချက်ဆွဲပြီးဒီဘက်ကိုပြန်ရှာမယ်ဟုတ်တယ်ကောင်းလေးတွေဟုတ်နေသေးတယ် skeleton လေး Oh my god ကောင် overgrowth ရှုပ်လိုက်အောင်မကောင်းဘူးလားလက်သွားပြီဟိုမှာတော့ ice freezing နေဖြစ်ကုန်ဟောဒီဘက်နောက်မှာအရန်ကြာတယ်ကွာ why ဒီဘက်နောက်မှာဘာတွေလုပ်နေကြလဲဟဲ့အောင်မရတော့တော့တင်တယ်ဟိုဘက်ရှမ်းကိုတီးဖို့ဆိုတာ35 okay စက္ကန့်30လောက်နဲ့ဖြစ်လောက်ဘူးထင်တယ်No way နဘောရေဘယ်လိုလောက်ချလိုက်တာတော့ရော့ဗျာ Aquis Bui Oh my god အချိန်ပိုင်းဆိုင်ရာစကားရှေ့ပြောတာဗျို့ Oh my god ကြည့်အောင်ဗျာ94 95 96 Oh my god တောင်းဟောရဝိုင်းပြတ်သွားပြီတော့ဒီတော့တောင်းဟောလေးတစ်လဲသွားတယ်96
ဖြစ်သွားပြီပေါ့နော်နေထားတော့ကဲတော့ number 1လေးကတော့69ရထားတဲ့ဘေးကိုပြန်တိုက်ရမှာ oh my god ရောက်လေဟုတ်ပါမယ် okay ကျွန်တော်ဒီကောင်ကတော့ဘယ်လိုပဲဖြစ်ဖြစ်3 star ပေါက်မှအဆင်ပြေမယ်ပေါ့နော်3 star မပေါက်ရင်တော့ full star မရဘူးဒါပဲရှိပါတယ်ကဲအဲ့တော့ဘယ်ဘက်ကနေကျွန်တော်ရဲ့ဝိုင်းရန်ချန်ပီယံလေးကိုရှောက်ရင်ကောင်းမလဲလို့စဉ်းစားလိုက်တဲ့အနေထားလေးမှာကို boss ကတော့ဒီဘက်ရှန်လေးကနေရှောက်အောင်ပါဗောနော်ဒီဘက်ကနေသွားလို့အဆင်ပြေပါမလားမပြေတော့ဘူးဗျတော်တော့ယုံရမှာဗောနော်ဘေးကြီးကကြောက်စရာကြီးခေမတက်နိုင်ဘူးလေတီးရမှာပဲဆွဲပြလောက်တက်တော့Okay, ba? Oh my god. Pipi, say go short, ngã còng đi. Ok, biểu chí bí là chí rút trên mà này. Chỉ có được bố rồi recall này vào, recall lâu lâu bị quá. Mấy champion này. Okay, này H bố là phải, đóများတယ်ဗျဒီတစ်ခေါက်ရတာဝိုင်းရင်ရှင်ပြန်ရ Okay ပြီးတော့ကိုတော့ဒီဘက်ကနေပြီးတော့ကိုရဲ့ giant arrow လေးဖွင့်မယ်ပြီးသွားရင်ကျွန်တော် C bar လေးရှာမယ်ဒီကောင်လေး site ရှင်းမယ် Okay baby dragon ပြီးတော့ဒါလေးရှာမယ် ice cola mini warden king warden ground ရှာမယ် wicket လေးတွေဝင်မယ် healer Okay power break volume ကောင်တော့တင်းကျုံပြီးတော့ဝင်သွားကြပြီပေါ့နော်လောလောဆယ်တော့။အဲရှက်ပြန်နေတဲ့ဒီဘက်ကထည့်မယ်။ကြောက်စရာ။လုံးဝရှက်အပြုံလိုက်ကြီးဖြစ်နေရောက်သွားတဲ့ ability ကိုမှ rage နဲ့တွဲကွာ။ရောက်ပြီ။ overcoat ကိုဒီလိုလေးရှုံးလိုက်ရင်မကောင်းလားကွာ။ overcoat ရှုံးရင်ကောင်းမလား freezing ပေးရင်ကောင်းမလား။ဒီရှယ်ကတ်တယ်။ freezing လေးပဲပေးလိုက်မယ်ကွာ။ဘက်ကိုကျွန်တော် rage တည်ပေးလိုက်မယ်။ Oh shit မမီတော့ဘူးဒီဘက်က okay acquish Yo overgrowth. Oh my god. Hey. ကောင်းလိုက်တဲ့ဘေးကြီးပါလားဖြည်းလေးလောက်ပါ ice ကိုလည်းရင်မပေါက်ဘူးကွာ Yo. အဲ့ဒီ ice ကိုလည်းရင်ပြစ်စေချင်တာပြစ်ကြစမ်းပါအဲ့ကောင်ကြီးပေါက်သွားရင်ရှယ်ကြီးဗျအဲ့မှာအဲ့မှာလှချက်ကြီးတစ်ချမ်းလုံးကြီး Yo ဒီဘက်ကဟန်နာလေးထည့်ပေးမယ်ကျွန်တော်ရှေ့မှာကြောင်းမဲ့ defense ဘာတွေကြံသေးလဲဗျကြောင်းမဲ့ defense scatter shot ကြီးနဲ့ဒိတ်ဖြုတ်သွားပြီအဲ့မှာ Heyကျုံတော့မယ်ပီကာနှကောင်တော်တော်ကောင်းနေတာရောက်ရင်ပီကာလေးရှစ်ဖို့ကောင်းလိုက်တာဒီပွဲမှာဗျာတတွေးလေးပါမျိုးချနေ Okay ရောက်ရင်လှပလိုက်တာရောက်ရေးဒီပွဲမှာတော့ရှယ်လာကြီးတွေဖြစ်ကုန်ပြီ Oh my goodness bro ထိတ်ဆုံးက number 1အောင်မပေါက်ချင်တာစောနာဘေးရလဲမန်နေကေဆိုပေါက်မှာတိလားအရှိန်လေးတစ်လေသွားတာ Oh 16လေးနဲ့မျက်ရည်လေး20ပေါ့နော်ကဲကျွန်တော်တို့အောက်ပေလေးတစ်ခုပဲတိုင်ပတ်သွားတယ်ဗျာပေါ်ပေလေးကတော့လုံးဝ share 3 star လေးဖြစ်ပါတယ်အိုးရောက်ကောင်းလိုက်တာကွာနော်တိုက်ရတာကြီးအချစ်စင်